ဝါနှိမ်နေစစ်စင်မှာအကြီးမားဆုံးနဲ့ပမာဏအများဆုံးရှင်းလင်းဖြတ်စီထမ်းမိခဲ့တဲ့စစ်စင်ဖြစ်ပါတယ်ဒီတဲ့ဒီလိုပါလေတဲ့လေလုံးလုံးမလို့ဒီနေရာရဲ့ထုတ်တယ်ဆိုတာကိုသင်ကြားတဲ့ဒါကတက်တည်ဖြစ်ပါတယ်ဒါလေးပဲကျွန်တော်သင်ကြားလို့လေမြန်မာနိုင်ငံရဲ့ဘူရစေဝါတိုက်ရှိလုပ်ငန်းတွေမှာနိုင်ငံတကာကပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြမယ်ဆိုရင်ဒီခုတက်ပိုပြီးပြင်းပြင်းများများအောင်မြင်စွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်